စီရီမရှိတော့ဆိုပြီးခဏသတင်းတွေတက်လာတယ်ဒီလိုအခြေအနေမျိုးမှာအေးဆေးဆေးဖြစ်နေဖို့မိတ်ဆွေမှာစီဘုံတစ်ဘုံဆောင်ထားဖို့ရာစိတ်ကူးမိကြမယ်လို့ထင်တယ်ဒီလိုစိတ်ကူးမိရဆိုရင်ကျွန်တော်ပြပေးတဲ့စီဘုံလေးကိုစဉ်းစားကြည့်ဖို့ကျွန်တော်အနေနဲ့မိတ်ဆွေကိုတိုက်တွန်းခြင်းနဲ့ဘာလို့လဲဆိုတော့ဒီကောင်က0.8 mm အထူရှိတဲ့တန်ဘုံနဲ့ပြုတ်လုပ်ပေးထားတယ်0.8 mm အထူတန်ဘုံဆိုတော့ခိုင်ခန့်နဲ့မာကြောတဲ့တန်ဘုံဖြစ်တဲ့အတွက်စီထဲရတာပြန်ထုတ်ရတဲ့နေရာမှာအနေကင်းနဲ့စိတ်ချရတယ်နောက်ပြီးတော့သူ့မှာကလီတာ20အထိဆန့်လို့စက်နိုင်တယ်လီတာ20ဆိုတော့ကျွန်တော်တို့ဂါလန်နဲ့တွက်မယ်ဆိုရင်တော့9ဂါလန်နဲ့9ဂါလန်ကြော်ပေါ့နော် 5.3 ဂါလန်အထိစန့်တယ်ဆိုတော့အရေးပေါ်ဆိုရင်အေးဆေးဆေးပဲလုံလောက်တယ်ဆိုတဲ့အနေထားမှာဒီတပုံးနဲ့ပြည့်စုံနေတယ်နောက်ပြီးတော့ကျွန်တော်ပို့ပြီးတော့ကြိုက်တဲ့အချက်သူ့မှာကသုံးပေးထားတဲ့ system ကျွန်တော်တို့မတော်တဆပဲတိုက်မိသွားတာဖြစ်ဖြစ်ဟိုတခုလဲသွားလို့ပဲဖြစ်ဖြစ်ဒီခလုတ်ကပွင့်သွားရုံနဲ့ဒီခလုတ်လေးကိုတိုက်မိရုံနဲ့အလွယ်တကူပွင့်မသွားစေဘူးသူ့မှာဒီမှာလော့ချထားလို့ရတယ်ပင်ကလေးပါသေးတယ်အဲ့ပင်ကလေးကိုဆွဲထုတ်မှသာကျွန်တော်တို့လွယ်ကူဖွင့်လို့ရမှာဖြစ်တယ်နောက်ပြီးတော့ဒီမှာသူ့မှာအငွေ့ပြန်တာတွေပါတယ်ကိုတာစီပေးဖို့ဒီမှာ rubber seal လေးပါသေးတယ် rubber seal လေးပါတယ်ဒီမှာအပိတ်ကလေးပါတယ်ဆိုတော့အငွေ့ပြန်တာတွေပါလေကိုအပြင်မှာအငွေ့ပြန်တာတွေပါမဖြစ်တော့ဘူးမိဘေးအနေတွေကိုပို့ပြီးတော့စိတ်ချရတယ်ဒါမျိုးလေးနောက်ပြီးတော့ဒီမှာလွယ်ကူကင်သွားဖို့ရဒီမှာလက်ကင်ခိုင်းခိုင်မာကင်ဖို့ရလက်ကင်ခိုင်း3ခုလည်းပါသေးတယ်အဲ့ဒါဆိုတော့တယောက်တစ်ဖက်မှာ2ယောက်ဖက်မှာလုံးဝအဆင်ပြေသေးတယ်ဒီလိုတန်သားအထူလီတာ20 9ဂါလန်ကျော်ဆန့်တဲ့တန်ဘုံကိုကျွန်တော်တို့ရောင်းချပေးမယ်ဈေးနှုန်းကတော့3,900ကျပ်နဲ့ရောင်းချပေးမှာပါတကယ်လို့မိတ်ဆွေတို့အိမ်မှာဆောင်းထားဖို့လိုတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ပြည်စုံရ Facebook page Messenger ဒါမှမဟုတ်39921133 Viber ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးမှာယူလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ